မြတ်စွာဘုရားကဂုံဘူပမံကာယမိမဝိတိတဝါနဂရူပမံစိတ်တာမိတံထပိတဝါခန္ဓာကိုယ်ကြီးကိုတော့ဦးနဲ့ဥပမာပြုပြီးတော့ဒါပေးထားတယ်ပေါ့စိတ်ကိုကြတော့မြို့ကြီးကိုဥပမာပြုထားတယ်စိတ်ကိုမြို့ကြီးလို့တူအောင်ထားတဲ့အဲ့တော့မြို့ဆိုတဲ့အဓိပ္ပာယ်ကိုကြည့်ကြရအောင်မြို့လို့ပြောလိုက်လို့ရှိရင်အပြင်ဘက်မှာခိုင်ခန့်တဲ့မြို့ရိုးရှိတယ်နော်ဂံဗီရပရိခံနဲ့တဲ့ကျုံလည်းပဲရှိတယ်ပါကာရပရိခိတတရိုင်းလေးနဲ့လည်းခြံရံထားတယ်ရာရတလကယုတ်တံတကားတွေပြည့်စင်တွေနဲ့ရှင်ပြီးတော့ထားတယ်မြို့ဆိုတာအဲ့လိုခိုင်ခန့်တဲ့အဓိပ္ပာယ်ရှိအန္တောသူဝိပတ္တဝိထိစတုကသင်္ဃတကတံပနံအန္တရပနံအတွင်းမှာမြို့ရဲ့အတွင်းမှာလမ်းကြောင်းတွေသူ့နေရာနဲ့သူလမ်းဆောင်လမ်းကွာလမ်းလေးကွာတွေဒါတွေနဲ့ပြည့်စုံနေတယ်အတွင်းမှာအိမ်ဈေးမြို့ဈေးဒီဈေးတွေလည်းပဲရှိတယ်မြို့ကြီးတစ်မြို့အဲ့ဒီလိုခိုင်ခန့်အရာဝတ္ထုတွေနဲ့ပြည့်စုံနေတယ်အရာရာအားလုံးနဲ့ပြည့်စုံနေတယ်အဲ့ဒီမြို့ကြီးကိုဝီလုံပိတ္တမန္တိလူရဲ့ကြကိုဣတိဣတုဗိဓပ၌သောရာခိုသာရုတိအာကန္တဝါလာကြကုန်၍အဲ့ဒီမြို့ကြီးကိုငါတို့လူရဲ့ကြမယ်ဆိုပြီးတော့အပြင်ဘက်မှာခိုသားတွေရောက်လာကြဘဝေတိတုံအတကွန္တာပပတံအာသုဇပတိဟတဝိယကေသန္တိအတွင်းမှာဝင်ဖို့ရမစွမ်းနိုင်ကြဘူးဘာဖြစ်လို့လဲမြို့ကြီးကိုပတ်ထားတဲ့ဒိုင်းတွေရှိတယ်ကျုံးတွေရှိနေတယ်လေခိုင်ခန့်တောင်ကြီးကိုရိုက်ပုတ်ပြီးတော့ထိခိုက်တယ်လို့ဖြစ်သွားမှာဘောတောင်ကြီးကိုလက်နဲ့သွားရရင်ရိုက်တဲ့သူပဲနာလိုက်ထို့တူပဲတဲ့ပညာရှိတဲ့အမျိုးကောင်းသားဟာမိမိရဲ့ဝိပဿနာစိတ်ကိုခိုင်